Hello ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါတို့ဒီ Gage Channel ကျွန်တော်မိတ်ဆွေများအားလုံးကိုပြန်လည်ကြိုဆိုပါရစေ။တင်းလာနေမှာတော့ကျွန်တော် YouTube ကနေတိုင်းမိတ်ဆွေများအတွက်ကျွန်တော်ရဲ့ break ပေါ့နော်ဆိုတော့ break လေးပဲပေါ့မိတ်ဆွေတို့ရဲ့ဆိုတော့ okay လိုက်တဲ့မိတ်ဆွေလည်းရှိမယ် okay လိုက်တဲ့မိတ်ဆွေလည်းရှိမယ်ပေါ့ဗျာနော်အဲ့တော့ရှိမယ်ပေါ့နော်ဆိုတော့မိတ်ဆွေတို့ကျွန်တော်အင်္ဂါနေ့ပေါ့နော်အင်္ဂါနေ့တော့လည်းကျွန်တော်ညံပြီးတော့ပေါ့အကောင်းဆုံးစားပြင်စတာပါတယ်เนาะကျွန်တော်တို့ကဒီ9တက်ပေါ့9တက်ဆိုတော့မိတ်ဆွေတို့တင်းနောက်ပိတ်6ပိတ်ဖြစ်ပါတယ်တင်းနောက်ပိတ်6ပိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့ကျွန်တော်တို့က6438ဆိုတဲ့ key တွေအားကောင်းပါတယ်6438ဆိုတဲ့ key တွေကမိတ်ဆွေတို့ခွေးပြလိုက်တာကကျွန်တော်တို့25ရာခိုင်နှုန်းရှိပြီးတော့3ရက်ကြာတော့85ရာခိုင်နှုန်းရှိပါတယ်ဆိုတော့ကျွန်တော်မိတ်ဆွေများအဆင်ပြေလို့ညံရှိတော့သုံးချပါเนาะကျွန်တော်မိတ်ဆွေများကျွန်တော်ရဲ့ဒီ Viber ကိစ္စကတော်တော်လေးရှုပ်ရှက်ခတ်နေပါတယ်အခုထိလည်းရှုပ်နေတော့မှာပဲเนาะကျွန်တော်က YouTube မှာဗီဒီယိုတင်ထားတာစာရိုက်တင်ထားတာမမြင်ရတဲ့မိတ်ဆွေတွေလည်းမမြင်သေးဘူးဆိုတော့ကျွန်တော် Viber နံပါတ်အဟောင်းဖြစ်တဲ့39949496ကမိတ်ဆွေတို့ကျွန်တော်စာပြန်လို့မရပါဘူးကျွန်တော်ဒီအပေါ်မှာရှိတဲ့ Viber နံပါတ်အသစ်ကလေးဖွင့်ထားပါတယ်เนาะဆိုတော့39949496ကို high နေတဲ့မိတ်ဆွေများကျွန်တော်ရဲ့ Viber နံပါတ်အသစ်ကို high ပေးပါလို့ကျွန်တော်ပြောလိုပါတယ်เนาะကဲအဲ့ဒါလေးပြောလိုပါတယ်မိတ်ဆွေတို့เนาะကျွန်တော်ဒါကြီးပဲနေ့တိုင်းထပ်နေတယ်ဗျာဒါပဲပြောနေရတယ်ဘာလို့အဲ့လိုပြောနေရလဲဆိုဒီနေ့မှလည်းကျွန်တော်ဖုန်းတွေခေါ်ကြတယ်အများကြီးဒူလောတွေပေါ့နော်ဂိမ်းရှယ်ဘာလို့သွားပြီလဲပေါ့နော်အဲ့လိုမျိုးတွေအများကြီးပဲဆိုတော့အဲ့လိုရှိပါတယ်အချိန်လေးကနော်ကျွန်တော်လည်းတစ်ခုပြီးတစ်ခုကိုတိုင်းပတ်နေတာပါလို့ဒါပေမဲ့ကျွန်တော်ပုံစံလေးတိုင်းကျွန်တော်စိတ်ညစ်ခဏပဲတကယ်ပြောတာစိတ်ညစ်ခဏပဲဘာလို့ဆိုတော့စိတ်ညစ်နေလို့ကောင်းမသွားဘူးလေစိတ်ညစ်နေလို့ကောင်းမသွားဘူးဆိုတာကိုကျွန်တော်ရင်ထဲထည့်ထားတယ်ဒါကြောင့်မလို့ဘာပဲနေဘယ်ဟာပဲနေကျွန်တော်စိတ်ညစ်ရင်ခဏပဲညစ်တယ်ခဏပဲတနားလောက်တော့မကြောက်ဘူးပြီးရင်ကျွန်တော်ဟာဟီးနဲ့ကျွန်တော်ဟိုနော်ဒီပြဿနာကိုဘယ်လိုအကောင်းဆုံးဖြေရှင်းလို့ရမလဲဆိုတော့ပုံစံမျိုးနဲ့ကျွန်တော်အကောင်းဆုံးဖြေရှင်းနေပြီးတော့အခုလိုမျိုးပြင်းရှင်တော့ပြန်နေပါတယ်တကယ်တော့ကျွန်တော်ပြုံးနာနေတာပါကျွန်တော်မှငိုစရာလေးမှတပုံကြီးပဲတကယ်ပြောတာ YouTube channel အဆင်မပြေဘူး YouTube channel အဆင် Viber channel လေးလုပ်တယ်အဆင်မပြေဘူးအခု YouTube ကပြန်လုပ်နေပါတော့ဆိုတော့ဘယ်ချိန်မှာဘာဖြစ်သွားမလဲဆိုတာပြောတတ်ဆိုတော့နော်ကဲတော့မိတ်ဆွေတို့ကျွန်တော်တို့အင်္ဂါနေ့ပေါ့နော်အင်္ဂါနေ့တဲ့မိတ်ဆွေတို့ကျွန်တော်ရဲ့အကောင်းဆုံး break ကတော့3ညခွန် break ဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများတင်းလာနေမှာကနေကကျွန်တော်မိတ်ဆွေများမြင်ရမယ်လို့ကျွန်တော်ထင်တယ်နော်မြင်သင့်ပါတယ်နော်တူတာနဲ့မြူတာတွေကိုဦးစားပေးဖို့ကျွန်တော်ပြောလို့တယ်ဒါကြီးကကျွန်တော်ပြောတဲ့စကားတွေကထပ်နေပြီဆိုတော့ကျွန်တော်မိတ်ဆွေများလည်းသိသိပြီလို့ကျွန်တော်ထင်တယ်နော်လောဘကြီးကိုဦးစားပေးနေသည်ကျွန်တော်တို့ကပြောလို့လုံးဝပါနေမှာဖြစ်ပါတယ်ဒါကြောင့်လောဘကိုဦးစားမပြနဲ့ကျွန်တော်ပြောလို့ပါတယ်မိတ်ဆွေတို့နော်အင်္ဂါနေ့တဲ့မိတ်ဆွေကျွန်တော်ရဲ့အကောင်းဆုံးကြီးကတော့643ကြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့3ညခွန် break ထဲမှာကျွန်တော်ကြာတွေ့ရှိပါမယ်ကျွန်တော်မိတ်ဆွေများကျွန်တော် YouTube မှာဗီဒီယိုတင်လို့အဆင်မပြေဖြစ်များတစ်ခုဖြစ်ခဲ့ရင်ပေါ့နော်တင်လို့မရခဲ့ရင်ကျွန်တော် Viber channel နဲ့ Telegram channel မှာကျွန်တော်တင်ပေးပါမယ်ကျွန်တော်ရဲ့ Viber channel နဲ့ Telegram channel ကိုကျွန်တော်ဒီဗီဒီယိုရဲ့ comment မှာ link ချပေးထားပါတယ်เนาะဆိုတော့ကျွန်တော်ရဲ့ Viber channel Telegram channel လေးကို join မိကြပါအောင်လို့ကျွန်တော်ပြောလိုပါတယ်ခင်ဗျာเนาะဆိုတော့မိတ်ဆွေတို့ညခွင့်ပေးထဲမှာကျွန်တော်ကြားသိရမှုကတော့34466198နှစ်ဖြစ်ပါတယ်။ညခွင့်ပေးထဲမှာကျွန်တော်ကြားသိရမှုကတော့34466198နှစ်8နှစ်ဖြစ်ပါတယ်။ဆိုတော့ကျွန်တော်မိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းဆိုမှာသွားတိုင်းကိုပါလို့ရဆန္ဒရည်ပြည့်စုံပြီးလောဘကိုအမှန်တကယ်ဉာဏ်နဲ့သိမှခင်ဗျာကျွန်တော်မိတ်ဆွေများအားလုံးကိုအရင်ချစ်ပါတယ်ခင်ဗျာ။